အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့physics lesson 2ပေါ့နော်အဲ့မှာပါတယ် speed နဲ့ velocity ဘာကွာလဲပေါ့နော်အဲ့တစ်ခုလေ့လာမှာဖြစ်ပါတယ်ပထမဦးဆုံးပြောရမယ်ဆိုလို့ရှိရင် speed ဆိုတာကဘယ်လောက်မြန်လဲဘယ်လောက်မြန်လဲအရာဝတ္ထုတစ်ခုကဘယ်လောက်မြန်မြန်သွားနေရလဲဆိုရင်တိုင်းတာလေးဟာပေါ့နော် velocity ကကျတော့သူကဘယ်လောက်မြန်လဲဆိုတာပါတော့ပါတယ်ဒါပေမဲ့အဲ့ဒါတွေမျိုးမဟုတ်ဘူးဒီ direction လည်းပါတယ်ပေါ့နော်ဘယ်ဘက်ကိုဘယ်လောက်မြန်နှုံးနဲ့သွားနေရလဲဆိုတာလည်းပါတယ်ပေါ့နော်ဆိုတော့အကျဉ်းပြောရလို့ဆိုတော့အဲ့ဒီခုကဒီလိုကွာတယ်ပြောလို့ရှိရင်အပြင်အမြန်နှုံးဒါတော့အတူတူပဲပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ speed မှာကျတော့ positive ပဲရှိတယ် speed ကဘယ်ဘက်ကိုပဲသွားသူ့ရဲ့အမြန်နှုန်းက positive ပဲမြန်တယ်ပေါ့သွားနေတော့မြန်နေရပဲမသွားဘူးရက်ထားရင်တော့0ပေါ့နော်နောက်တစ်ခုက velocity ကကျတော့ positive လည်းဖြစ်နိုင်တယ် negative လည်းဖြစ်နိုင်တယ်ဒီခါလေးကျရင်0လည်းဖြစ်နိုင်တယ်0ဖြစ်နိုင်တဲ့အခါမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ speed က scalar scalar ဆိုတာကပြောလို့ရှိရင် direction ကိုမဆိုင်ဘူး magnitude ပဲပါတယ်ပေါ့နော်ဆိုတော့ scalar ကိုမြင်လို့ရှိရင်ခုနကသူ့ရဲ့အရေးအတွက်ပါတယ်အရေးအတွက်ပဲပါတယ်ဆိုတော့ကြည့်ရမယ်direction ကို view ဆိုင်ရမလို့ဆိုတော့တန်းပြီးသိနေရမယ်နောက်တစ်ခုကကျတော့ vector velocity ကကျတော့ vector ဆိုတာကဒီ direction ကိုကြည့်တယ်သူ့ရဲ့ magnitude အရေးအတွက်လည်းပါတယ်ပေါ့နော်ဆိုတော့နောက်ထပ်တစ်ခုကဆိုတော့သူက depends on distance velocity ကကျတော့ depends on displacement so ဒီအရှိရ distance နဲ့ displacement ကိုပြောခဲ့သလိုပဲပေါ့နော် distance ဒီ scalar distance မှာက direction ကိုမကြည့်ဘူးသူဘယ်လောက်သွားလဲဆိုအကွာအဝေးကိုပဲကြည့်တယ်လို့ပြောခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုပဲအဲ့တော့ speed က distance ကိုကြည့်ရမယ် velocity က displacement ကိုကြည့်ရမယ် displacement မှာကကျတော့ဆိုတော့အရင်ကပြောခဲ့သလိုပဲစမှတ်နဲ့ဆုံးမှတ်ကြားတဲ့ဟာကိုကြည့်ရမယ်ဆိုပြီးပြောခဲ့တယ်ပေါ့နော်အဲ့လိုပဲ velocity ကကျတော့ displacement မှာပဲဒီပြီးတော့ရှိထွက်ရမယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုကတော့သူ့ရဲ့အဓိကကွာခြားချက်ပါသူက positive ပဲအများနဲ့သူက positive ပဲသူကကျတော့ negative လည်းဖြစ်နိုင်တယ်0လည်းဖြစ်နိုင်တယ်ပေါ့နော်နောက်ထပ်တစ်ချက်ကကျတော့ unit ကကျတော့ speed ရဲ့ unit ကကျတော့ meter per second သူ့ unit ကလည်း meter per second ပဲဒါလို့ရှိရင်ဒီနှစ်ခုကတူတာတွေကအများကြီးပဲပေါ့နော် meter per second ပဲဒါပေမဲ့သူက direction ပါတယ်မေးခွန်းတစ်ခုမေးလာလို့အဲ့မှာက meter per second နဲ့လာတယ် direction လည်းပါတယ်ဆိုရင်အဲ့ဟာက velocity အဲ့လိုမှမဟုတ်ဒီ meter per second နဲ့လာတယ်အရေးအတွက်ပဲပါတယ်ဘယ်ကိုသွားတယ်မသိဘူးဒီချက်မတွေ့ဘူးဆိုလို့ရှိရင်အဲ့ဒါဒီ speed ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ speed နဲ့ velocity ကိုယ်ပြမြင်ရအောင်ပေါ့နော်ဥပမာလေးတစ်ခုကြည့်ကြမယ်ဒီတော့စာကယ်ရှိမယ်ပေါ့နော်ဒီစာကယ်က100မီတာရှည်ရတယ်100မီတာရှည်ရတယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကနေပြီးတော့ပြေးလိုက်မယ်ဒီအထိကို20စက္ကန့်ကြာ20စက္ကန့်ကြာမယ်ပေါ့နော်20စက္ကန့်ဒီကနေပြီးတော့ဒီအထိကိုကွင်းပြောလို့ရှိရင်ကွင်းတစ်ပတ်ပြေးတာ20စက္ကန့်ကြာသွားမယ်ပေါ့နော်အဲဆိုလို့ရှိရင် speed နဲ့ velocity ဘာရမလဲ speed နဲ့ velocity ကဘာဖြစ်ပြီးထွက်လာမလဲဆိုတော့အဲဆိုတစ်ချက်ကြည့်ရမယ်
speed of velocity က v equal to d s ပေါ့နော် s ပေါ့နော် distance ဒါမှမဟုတ် displacement ကိုတိုင်းနဲ့စားရမှာဖြစ်တဲ့အတွက်ကြောင့်လောလောဆယ်ဒီကဟာကိုလိုချင်တာ speed ကိုလိုချင်တယ်ပြောရရင် average speed ပေါ့နော် average speed ကိုလိုချင်တယ်ဆိုလို့ရှိရင် distance ကိုdistance ကို time နဲ့စား total time နဲ့စားမယ်ပေါ့နော်အဲ့တော့ distance က100 မီတာ total time က20 second ဆိုတော့5 မီတာper second ဆိုပြီးထွက်လာတယ်။ဒါလည်းဆိုလို့ရှိရင်ကျွန်တော်စားလိုက်တယ်ဆိုရင်5ရတယ်။အဲ့တော့5ရတော့ဒါဒီမီတာ per second နဲ့အဖြစ်ထွက်တော့5 မီတာ per second ဆိုပြီးတော့အဖြစ်ထွက်မယ်ဟုတ်ပြီ။ကွင်းတစ်ပတ်မီတာ20 second ကြာတယ်။အဲ့ကွင်းက100 မီတာရှည်ပြရတယ်။ဆိုတော့1 second အောင်ကျွန်တော်က5 မီတာနှုန်းနဲ့ပြေးတယ်ဆိုပြီးတော့အဖြစ်ထွက်လာမယ်။နောက်တစ်ခုကကြည့်ဘယ်လိုဆိုvelocity ကလည်းဒီလိုပဲ displacement ကို time နဲ့စားမှာ time နဲ့စားမှာဆိုတော့ displacement ဒီနေရာမှာဘယ်လောက်လို့ထင်လဲသူကဒီ0ဆိုတဲ့နေရာလေးကနေပြီးတော့သူကွင်းတစ်ပတ်ပြေးလိုက်တာဒီနေရာကိုပြန်ရောက်လာတယ်အဲ့သူ့ရဲ့ displacement ဘယ်လောက်လဲဆိုတော့အရင်ရိုးချင်တယ်0ပဲပြန်သူနေရာပြောင်းမသွားဘူးလေဒါမြင်ရမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့သူကသွားတာတော့သွားလိုက်တာပဲဒါပေမဲ့ဒီနေရာအတိအကျပြန်ရောက်လာတာဖြစ်တဲ့ကြောင့်0ပဲနေရာပြောင်းသွားအောင်ပြောလို့ရှိရင်မူလနေရာပြန်ရောက်လာတယ်ပေါ့နော်ဆိုတော့အဲ့ဟိုအရင်သင်ခဲ့တဲ့အတိုင်းပဲအဲ့ displacement ကိုလိုချင်လို့ရှိရင် final position နဲ့ကနေပြီး initial position နှုတ်ရမယ်ဆိုပြီးကျွန်တော်တို့သင်ခဲ့တယ်ပေါ့နော်နောက်ဆုံးကြောင်းနေနောက်ဆုံးပြောရင်ဆုံးမှတ်နေရနေပြီးစမှတ်ကိုနှုတ်လို့ရှိရင် displacement ကိုရတယ်ဆိုပြီးကျွန်တော်တို့သင်ထားတယ်ပေါ့နော်အဲ့တော့ final position ကပါတယ်0လေဟုတ်ပြီနှုတ်မယ် initial position ရောဘယ်ဟာလဲ0ပဲလေအဲ့တော့ကျွန်တော်တို့ရဲ့ displacement နေရာဒီ0မီတာပေါ့ဗျအဲ့0မီတာကိုခုန20ဟိုကနေစားလိုက်တော့0မီတာ per second ဆိုပြီးတော့အဖြစ်ထွက်တယ်ပြောရလို့ရှိရင် तू ကဘယ်ဘက်ကိုဘယ်လောက်မြန်သွားတာလဲဆိုပြီးမေးလာတဲ့အချိန်ကျတော့ဘယ်ဘက်ကိုမှဘယ်လောက်မြန်သွားတာမဟုတ်ဘူး။ तू ကသူ့နေရာမှာပဲရှိတာ။ဒါမှမဟုတ်ဘူး။အဲ့လိုတော့မဟုတ်ဘူး။အမြန်နှုန်းသူ့ရဲ့အမြန်နှုန်းကိုလိုချင်တာဆိုတော့ခါကျတော့ဟုတ်တယ်။ तू သွားခဲ့တဲ့ distance အကွာအဝေးကိုကြည့်ပြီးတော့သူ့ရဲ့ကြာချိန်နဲ့စားလိုက်တော့ခါကျတော့5 မီတာ per second 5 မီတာတစ်စက္ကန့်ကို5 မီတာနှုန်းနဲ့ तू ပြေးခဲ့တယ်ဆိုပြီးတော့အဖြေထွက်တယ်။ဆိုတော့ဒါဆိုလို့ရှိရင်တော့ဒီ velocity က plus လည်းဖြစ်နိုင်တယ် minus လည်းဖြစ်နိုင်တယ်0လည်းဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုမြင်သာမယ်လို့ထင်ပါတယ်